မင်္ဂလာပါရှင် Jay's Lingua Lane page လေးကနေပြီးတော့အားလုံးကိုကြိုဆိုလိုက်ပါတယ်ကျွန်မကတော့နေကြမျိုးဆိုပါရှင် Jay's Lingua Lane page လေးအကြောင်းကိုမရှင်းပြခင်မှာကျွန်မရဲ့အကြောင်းလေးကိုနည်းငယ် mix ပေးပြရစေရှင်ကျွန်မကတော့2018ကနေစပြီးတော့မြန်မာနိုင်ငံမှာအင်္ဂလိပ်စာကိုစတင်သင်ကြားခဲ့တာဖြစ်ပါတယ် Young Learner Cambridge exam နေ့ဖြစ်တဲ့ Study Mover Flyer တွေမှာ assistant teacher အနေနဲ့စခဲ့တာဖြစ်ပြီးတော့ teenager adults တွေကိုတော့ assistant teacher အနေနဲ့2018တစ်နှစ်လုံးမှာလုပ်ခဲ့ပါတယ်2019ကနေစပြီးတော့ teacher training တွေပြီးတဲ့အခါမှာလက်မှတ်တွေရပြီးတဲ့အခါမှာ class teacher အနေနဲ့စတင်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်2020မှာတော့ Indonesia နိုင်ငံမှာရှိတဲ့ကျောင်းတစ်ခုမှာ high school တစ်ခုမှာတွားပြီးတော့ကျွန်မ volunteer အနေနဲ့ပါဝင်ကူညီခဲ့ပါတယ်ရှင်ပြီးတော့ COVID ကာလအတွင်းမှာတော့ကလေးလူကြီးအားလုံးကို online ကနေပဲသင်ကြားခဲ့ပြီးတော့ COVID ပြီးရဲ့ကာလတစ်ခုမှာကျွန်မ curriculum developer အနေနဲ့ application တစ်ခုအတွက်လည်းလုပ်ခဲ့ပါတယ်2024ကနေစပြီးတော့ထိုင်းနိုင်ငံမှာကျွန်မ private ကျောင်းတစ်ခုမှာ primary teacher အနေနဲ့လုပ်ခဲ့ပါတယ်2024နှစ်ကုန်ပိုင်းကနေစပြီးတော့ယခုလက်ရှိ2026ထိရတော့ဗီယက်နမ်နိုင်ငံမှာကျွန်မအင်္ဂလိပ်စာကို kindergarten center မှာရောအဲဒါကြောင့်မလို့ကလေးလူကြီးနှစ်ခုလုံးကိုတွဲပြီးတော့သင်နေပါတယ်ရှင်ဒါကလေးလူကြီးနှစ်ခုလုံးတွဲတဲ့အခါမှာကျွန်မကကလေးတွေကိုအတန်တွက်သင်တာကိုပို့ပြီးတော့သဘောကျတာဖြစ်တဲ့အတွက်ပို့ပြီးအားသန်တာဖြစ်တဲ့အတွက်အခုကျွန်မ Jay's Lingua Lane ဆိုတဲ့ page လေးကိုထောင်လိုက်ရတာဖြစ်ပါတယ်မြန်မာပြည်မှာရှိတဲ့ကလေးလေးတွေຫນွေရာသီမှာအားလက်ချိန်မှာပုံပြင်လေးတွေနားထောင်ရင်းနဲ့ vocabulary knowledge တွေတိုးပွားအောင်အတန်တွက်လေးတွေပြင်ဆင်လို့ရအောင်ဆိုပြီးကျွန်မဒီ page လေးကိုထောင်ရခြင်းဖြစ်ပါတယ်ကျွန်မရဲ့ Jay's Lingua Lane page ကတော့အပတ်စဉ်တောက်ကြနေတိုင်းမှာကလေးတွေအတွက် Cambridge exam အတွက်ထုတ်ထားတဲ့ story တွေကိုဖတ်ပြပေးမှာဖြစ်ပါတယ် story လည်းဖတ်မယ် vocabulary လည်းတိုးမယ်အတန်တွက်လေးတွေလည်းပြင်ရမှာဖြစ်ပါတယ်ကလေးတွေအတွက်ပဲလားဆိုလည်းမဟုတ်ပါဘူးလူကြီးလူငယ်တွေအတွက်အပတ်စဉ် content လေးတွေလည်းသင်ပေးမှာဖြစ်လို့ကျွန်မရဲ့ page လေးကိုစောင့်ကြည့်ပြီးတော့အားပေးကြပါအောင်လို့အားလုံးကိုဆန္ဒပြုတိုက်တွန်းလိုက်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်